Hello ကိုကတော့အခုကတော့ဘိုက်စာနေတာမို့လို့မုတ်ဆိုင်လေးတွားပါမယ်အခုတော့မုတ်ဆိုင်ထဲကိုရောက်ပါပြီမုတ်ဆိုင်ထဲမှာမုတ်တွေအစုံလို့ရှိတယ်မုတ်တွေအစုံရှိတာပြည့်မုတ်ကအစုံရှိတယ်ဒါပေမဲ့ရှုံးမှကြတော့ကွာပတ်စရာ6ချက်ပဲရှိရဲဆိုအဲ့နလောက်ဝေးစားပါမယ်ဟုတ်ကဲ့အဲ့တော့ let's go စပါမားခေကိုတွားကြရအောင်အခုရှိုးစားချင်နေရတော့ဒီ jelly 900တန်ပြီပါပြီးပီဇာစားချင်တယ်ဘာမှမစားပါဘူးဈေးကြီးရယ် so don't ခေါက်ဆဲသေးတဲ့စားအောင်မယ်ခေါက်ဆဲမှာဒီ chicken noodle လေးပဲစားလိုက်တော့800ရှိပြီပြီး160တဟာစားမယ်ဘာလို့လဲမတည်ဘူးပေါ့နော်ဒီမှာကြတော့မုတ်ဒီတရားဝယ်လိုက်မယ်1000ဝရှိပြီအဒီကရေခဲပေါ့လေဝင်နေရှောင်းစက်နေအများကြီးရှိသေးတယ်ဘောနော်အကြောင်းဒါလေးကောက်ချင်တာကြားပြီ What the heck ဘာလို့လဲ Careful အများရှိတော့ဒီနေ့ဟုတ်တာပဲ1360နေရ1560ပဲမရတော့စကားလေးပဲဝင်လိုက်တော့ချင်းပြော်လို့ခေါ်တယ်300 600 500 160 100အေးရှုံးမှ436ပဲရှိကြပဲရှိတော့အခုကဘိုက်စာနေရနဲ့အရေးဆုံးခေါင်းဆဲပြုံလေးရေးစားတယ်ဒီစားလို့ကောင်းလိုက်တာတော်ကောင်းတယ်ကွာဒီခေါင်းဆဲပြုံကိုကြိုက်လိုက်တာနောက်ခါတော့ဝေစားအောင်ခေါင်းဆဲပြုံလေးကိုဝိုင်းဆိုဒီ mellow candy လေးစားပါမယ်ဒီmellow candy ပြီးတော့ဒီမှာ handmade တဲ့ဘာလေးလဲ so cute ချစ်စရာလေးတော့ဘာအထုတ်နေတော့ပြီကောဒီဟာလေးကဘာလေးလဲမသိဘူးအေးကြပါစားလို့ကောင်းလိုက်တာကဲအခုတော့စားလို့ပြီးသွားပြီဆိုတော့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံး bye bye